တွဲဆုံဆွေးနွေးရေးလားပေါ့တွဲဆုံဆွေးနွေးရေးလားပေါ့ဘာလို့ဒီလိုတွဲဆုံဆွေးနွေးရေးလားလို့ပြောလဲဆိုရင်အခုဒီမကြာခင်ကာလအတွင်းမှာနော်မကြာခင်ကာလအတွင်းမှာမလေးအင်ဒိုနီးရှားနိုင်ငံမှာတွဲဆုံဆွေးနွေးပွဲတစ်ခုရှိတယ်အဲ့လိုသဘောတွဲဆုံဆွေးနွေးပွဲရှိတယ်အဲ့ဒါဘာလို့ဆိုအင်ဒိုနီးရှားအစိုးရကနေကမကရလုပ်မှာအဲ့ဒါကိုဂျွန်လထဲမှာလုပ်မယ်ဂျွန်4ရက်ကနေ10ရက်အတွင်းမှာလုပ်မှာဂျွန်လ4ရက်ကနေ10ရက်နေ့အတွင်းမှာအိန္ဒိယနိုင်ငံအင်ဒိုနီးရှားနိုင်ငံယိုဂျာကာတာဆိုတဲ့မြို့ယိုဂျာကာတာဆိုတဲ့မြို့မှာရှိတယ်ယိုဂျာကာတာမြို့အဲ့မြို့မှာဂျွန်လ4ရက်ကနေ10ရက်နေ့အတွင်းဆွေးနွေးပွဲရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီတော်လိုင်းအင်အားစုလို့အင်ဒိုနီးရှားတတ်မှတ်တဲ့အုပ်စုရဲ့စစ်တပ်ကကိုယ်စားလှယ်တွေရဲ့ပြီးချားစီဖိတ်ပြီးတော့ဒါဆွေးနွေးမှုတွေလောက်ကောက်လုပ်မယ်ဆိုတဲ့သဘောမျိုးပေါ့နော်သဘောပြောတယ်အဲ့တော့ပြောရင်တော့ပြေကြတာကတော့ဒီတော်လိုင်းရေးပေါ့စစ်တပ်ကိုတော်လိုင်းပုံကန်သောအဖွဲ့တွေဖြစ်တဲ့ဒီ NUG NUCC နောက် KNU CNF နောက် Arakan Heritage Foundation နောက် CRPH နော် CRPH နောက် RCSS ဥရွက်စစ်တို့ ICSS နောက်တစ်ခါ Euro Burma Office EBO ပို့အဖွဲ့ PNLO ပို့ Federal Council PNFC အဲ့ဒီအဖွဲ့တွေအပါအဝင်နော်ဟိုစစ်တပ်ကိုဒေါ်လာပုံကန်တီဆိုတော့ဥဆောင်အဖွဲ့တွေတချို့တွေကိုအင်ဒိုနီးရှားဖိတ်ပြီးတော့အင်ဒိုနီးရှားနိုင်ငံယိုဂျာကာတာမြို့မှာ4ရက်နဲ့10ရက်နေ့အတွင်းဇက်ရိုက်ဆိုသလိုတစ်ဖွဲ့ချင်းစီနဲ့ဖြစ်စီအဖွဲ့ပေါင်းစုံနဲ့ဖြစ်စီပေါင်းဆက်ပြီးတော့သူကဒါမြန်မာနိုင်ငံရဲ့ဒီပြဿနာကိုနော်ငြိမ်းချမ်းရေးပြဿနာဘယ်လိုဖြေရှင်းမလဲမြန်မာနိုင်ငံရဲ့အမျိုးသားပြည်လဲငြိမ်းချမ်းရေးရေးနဲ့ဒီငြိမ်းချမ်းရေးတည်ဆောက်မှုအဲ့ဒါကိုဘယ်လိုဆွေးနွေးဘယ်လိုလုပ်ကြမလဲဆိုတော့သူတို့ဆွေးနွေးကြမယ်သဘောရှိတယ်ပြောရရင်ဆိုလိုတာကတော့အင်ဒိုနီးရှားကအဲ့လိုခေါ်ဆွေးနွေးပေးတဲ့အကြောင်းရင်းရဲ့ရွေးချက်ကရှင်းပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကထိုင်းကလည်းကမ္ဘောဒီးယားကလည်း Zoom နဲ့လုပ်တယ်ထိုင်းကလည်းသူတို့ကိုယ်တိုင်ဝင်ဆွေးနွေးပေးနေပြီမလေးရှားကနိုင်ငံခြားရေးဝန်ကြီးကလည်းမြန်မာပြည်ကိုအသေးအံရောက်လာပြီးတော့ဆွေးနွေးတယ်ဟိုကုလာရဲ့မြန်မာနိုင်ငံထုကိုယ်စားလှယ်ဂျူလီဘစ်ရှော့ကလည်းပြီးခဲ့တဲ့ရက်ပိုင်းနဲ့လာသွားတယ်ပြီးခဲ့တဲ့20ရက်ပတ်လည်လောက်ကလာသွားတယ်လာပြီးပြန်သွားတယ်နော်လာပြီးတော့ရုပ်တရက်ပြန်သွားတယ်ဒါတွေအကုန်လုံးကနေပြီးတော့ focus ထားပြီးတော့ဒါငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေပြီပြောရတော့လက်နက်ကင်တိုက်ခိုက်မှုတွေပြစ်ခတ်တိုက်ခိုက်မှုတွေတည်ကြည်မှုတွေဒါတွေကိုသူတို့က short ချဖို့စူးစမ်းနေတယ်တိုက်ပွဲတွေကို short ချဖို့အင်ဒိုနီးရှားကလည်းစူးစမ်းလာတယ်အာဆီယံတွေကနိုင်ငံတွေကတော်တော်များလည်းစူးစမ်းပေးလာတယ်တဘောတော့ပြစ်ခတ်တိုက်ခိုက်မှုတွေအကုန်လုံးကိုရပ်ပြီးတော့တွဆုံဆွေးနွေးလမ်းကြောင်းတွေပေါ်ပေါက်လာစေရေးပေါ့ဗျာဆိုတော့အဲ့တော့ပေါ်လာစေတဲ့လုပ်ပေးနေတဲ့အတွက်ကျွန်တော်တို့ကတော့ဒီလိုမျိုးငြိမ်းချမ်းရေးဆွေးနွေးဖို့စူးစမ်းနေတာတွေအားလုံးကိုထောက်ခံကြိုးစားရမယ်လို့ပြောချင်တယ်ဘာလို့လဲတနက်နဲ့ပြစ်ခတ်တပ်ဖြတ်နေတာလည်းဆိုင်ရင်ဗဇက်နဲ့ငြိမ်းချမ်းရေးဆွေးနွေးနေတာကတော့ကောင်းတဲ့ဘက်မှာရှိတယ်လို့ကျွန်တော်ပြောချင်တယ်နော်တနက်နဲ့ပြစ်ခတ်တပ်ဖြတ်နေတာလည်းဆိုင်ရင်ဟိုငြိမ်းချမ်းရေးဆွေးနွေးနေတာကောင်းတဲ့ကိစ္စပဲနော်ကောင်းတဲ့ကိစ္စပဲအဲ့တော့ကျွန်တော်တို့ဒါကိုထောက်ခံကြိုးစားရမယ်ပေါ့နော်တခါအဲ့ဒီဆွေးနွေးပွဲမှာယိုဂျာကာတာမှာလုပ်မဲ့ဒီဆွေးနွေးပွဲမှာမြန်မာဘက်ကအစိုးရရဲ့ကိုယ်စားလှယ်ဘယ်သူလာမလဲလို့မေးတော့ခမန်းကြီးကတော့ဒီတက်မတော်ဘက်က NSPC ပေါ့ NSPC လို့ခေါ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ NSPNC မဟုတ်သေးဘူး NSPNC ရဲ့အောက်ကငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီဆိုတဲ့အဖွဲ့လေးရှိတယ် NSPC အဖွဲ့ကလာဖို့ရှိတယ်ဆိုတော့သတင်းလည်းရှိနေတယ်ဆိုတော့လာရင်မဲ့ဟိုအဖွဲ့နဲ့ဒီလိုထိတ်တဲ့တွေ့မှာလားပေါ့နော်ခုနကကျွန်တော်ရွတ်ပြသွားတယ် NUG NUCC KNU CNF Arakan Heritage Foundation CRPH RCSS Euro Burma Office ပို့မျိုးသားပြည်မဖွဲ့ချုပ် PNLO ပို့မျိုးသား Federal Council PNFC အဲ့ဒီအဖွဲ့တွေနဲ့နောက်တစ်ခါ7EO Alliance အုပ်စုတွေအဲ့ဒီအုပ်စုတွေနဲ့ဒီကတက်မတော်ကလာတဲ့ NSPC အဖွဲ့နဲ့ဒီလိုတွေ့ပြီမလားဆိုတော့အင်ဒိုနီးရှားဒီလိုတွေ့ပေးလာဘူးတော့ဘာလဲဆိုဒီအဖွဲ့သဘောထားကိုလည်းဒီဘက်မှာဆွေးနွေးဒီအဖွဲ့သဘောထားတွေကိုဒီဘက်မှာဆွေးနွေးပြီးတော့ရလက်တွေကို conclusion ပြန်ဆွဲပြီးအင်ဒိုနီးရှားအဖွဲ့ကနေပြီးတော့ဒါဒီဘက်ကအစိုးရနဲ့ဆွေးနွေးထားတဲ့ဟာဒီဘက်ကို information တွေကိုနားထောင်လို့ရတဲ့စကားတွေကိုပြောပေးတယ်ဒီဘက်ကပြောတဲ့စကားတွေကိုလည်းအစိုးရနားထောင်နေတဲ့စကားလုံးဖြစ်အောင်ပြောပေးတယ်ပြောပေးပြီးတော့နှစ်ဖက်ကြားမှာညှိနှိုင်းပြီးတော့ပေါင်းစပ်ပေးတဲ့သဘောမျိုးအင်ဒိုနီးရှားလှုပ်ချင်တဲ့သဘောလို့ယူဆတယ်ပြီးရင်တော့အင်ဒိုနီးရှားတာဝန်ရှိသူတွေကမြန်မာပြည်ကိုပြီးတန့်လာအောင်တဲ့သဘောရှိတယ်ကျွန်တော်ခံမှန်းတာတော့အင်ဒိုနီးရှားတာဝန်ရှိသူတွေတော်များမြန်မာပြည်ကိုလာကြအောင်မယ်နိုင်ငံရေးဝန်ကြီးဖြစ်ဖြစ်အင်ဒိုနီးရှားကထိပ်ပိုင်းခေါင်းဆောင်တဲ့တာဝန်ရှိသူတွေတူဖြစ်ဖြစ်မြန်မာပြည်ကိုလာလိမ့်မယ်မြန်မာပြည်ကိုလာပြီးတော့ငြိမ်းချမ်းရေးနဲ့ပတ်သက်ဖြစ်ဖြစ်နိုင်ငံရေးနဲ့ပတ်သက်ဖြစ်ဖြစ်သမ္မတဦးမြင့်အောင်နဲ့ဖြစ်ဖြစ်လာတွေ့တာမျိုးလုပ်ပြီးတော့ဒါပေါင်းဆက်ညီနိုင်ဆွေးနွေးတာမျိုးတွေလုပ်ပေးမဲ့သဘောပေါ့သတင်းစကားတွေပေါ့ဗျာဟိုလေပြင်းကြီးလေးလုပ်ပေးတာပေါ့နော်ဒီဟိုလေပြင်းကြီးလေးပန်းမွင့်တဲ့လူနှာခေါင်းကြားလေပြင်းကြီးလေးဖြောင်းသူလုပ်ပေးမှာပေါ့နော်ဆိုတော့လုပ်ပေးမဲ့သဘောတော့ကျွန်တော်မြင်ရတယ်ဒါကကောင်းတဲ့ကိစ္စတစ်ချိန်တည်းမှာပဲဒါဒီလိုမျိုးသူတို့ဆွေးနွေးပြီးလုပ်နေတဲ့အချိန်တည်းမှာပဲဒီ Quad country လို့ခေါ်တဲ့ Quad ပေါ့နော် Quad ဆိုတာဟိုကျွန်တော်တို့ဒီ American ဥဆောင်ပါဝင်တဲ့ Quad country ပေါ့ Quad country ဆိုတာလည်းအားလုံးသိတဲ့အတိုင်း American Japan Australia India အစရှိတဲ့နိုင်ငံ၄နိုင်ငံပေါ့နော်နာမည်ကြီး၄နိုင်ငံပေါ့နော်အဲ့၄နိုင်ငံက Quad country ကခေါင်းဆောင်တွေရဲ့အစည်းအဝေးတစ်ခုနော်မေလ26ရက်ကကျင်းပါတယ်မနေ့ကကျင်းပါတယ် New Delhi မြို့မှာကျင်းပါတယ်အဲ့ကျင်းပတဲ့အစည်းအဝေးမှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လည်းထည့်ပြီးတော့သူတို့ကလည်းထည့်ပြောသွားတယ်အဲ့ဒါလည်းခုနကပြောတဲ့ဒီသက်ဆိုင်သူအားလုံးပါဝင်တဲ့ညီလေးဆွေးနွေးပွဲပဲဒါလည်းအင်ဒိုနီးရှားလုပ်တဲ့ပုံစံတူပါပဲအဲ့တော့
quad country ဖွဲ့တွေတိုက်တွန်းထားတဲ့တိုက်တွန်းစာတဲ့တစ်စက်မှာမြန်မာနဲ့ပတ်သက်တိုက်တွန်းထားတဲ့အထက်မှာဘာလဲဆိုတော့မြန်မာနိုင်ငံရဲ့ပြည်ပကအခြေအနေကစိုးရိမ်စရာဆက်ဖြစ်နေသေးဖြစ်တယ်အဲ့တော့ဒီလိုစိုးရိမ်စရာအခြေအနေတွေပြောင်းလဲဖို့သက်ဆိုင်သူအားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲလုပ်ကြဖို့အမေရိကန်ဒီဥဆောင်တဲ့ quad country ဖွဲ့တိုက်တွန်းပါတယ်ဆိုပြီးတော့ကြီးညာတယ်အဲ့တော့ quad country တွေဖြစ်တဲ့ American Japan Australia India ဒီ၄နိုင်ငံအဖွဲ့တွေအနေနဲ့ဒီမြန်မာပြည်ပခါမှာထိခိုက်နေတာဆုံးရှုံးနေသူတွေအတွက်ကိုရင်းစားလဲစာနာတယ်အဲ့တော့ဒါတွေကိုမဖြစ်အောင်သက်ဆိုင်သူတွေအားလုံးပါဝင်နိုင်တဲ့ဆွေးနွေးပွဲဖြစ်ပေါ်လို့ဖို့လိုတယ်ဆိုတဲ့အချက်တစ်ချက်ကိုသူတို့ရဲ့ဒီ quad country တွေရဲ့ကမ္ဘာနဲ့ worldwide ကိစ္စဆွေးနွေးတာကိုထည့်ပြီးဆွေးနွေးသွားထည့်အကြောင်းတစ်ခုပဲထည့်ဆွေးနွေးသွားတွေ့ရတယ်ဆိုတော့ဒါကိုကြီးချင်းအပြင်မြန်မာနိုင်ငံကိုသူတို့လည်းဒီငြိမ်းချမ်းစေချင်ပြီဆိုတာတော့ပေါ်ပေါက်လာတယ်တစ်ချိန်တည်းမှာပဲဒီအာဆီယံကစ조사အားထုတ်နေတဲ့ဒီ5 point consensus အပါအဝင်ဒီမြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုအာဆီယံကြိုးပမ်းနေတဲ့လုပ်ငန်းစဉ်တွေငြိမ်းချမ်းမှုအတွက်ကြိုးပမ်းနေတဲ့လုပ်ငန်းစဉ်တွေကိုလည်းသူတို့ထောက်ခံအားပေးတယ်အာဆီယံရဲ့လှုပ်ဆောင်ချက်တွေကိုသူတို့အားပေးထောက်ခံတဲ့ကြိုးစိုးတယ်ဆက်လုပ်ပါလို့တိုက်တွန်းတယ်เนาะပြီးတော့ဆွေးနွေးတိုင်ပင်နိုင်တဲ့လမ်းကြောင်းပေါ်တွန်းတင်ပေးနိုင်အောင်တက်နိုင်တော့ဖွဲ့စည်းခြင်းအားလုံးကမြန်မာဘက်ကအတိုက်ခံဖွဲ့စည်းတွေရောအစိုးရအောင်နှစ်ဖက်စလုံးကတစ်ဖက်နဲ့တစ်ဖက်တင်းမာမှုတွေရှော့ချပြီးတော့ပေါင်းဆက်ဆွေးနွေးတာတွေလုပ်ဖို့တိုက်တွန်းသွားတာကိုကျွန်တော်တို့တွေ့ရတယ်ဒီလိုဆိုတော့ကနှစ်ဖက်ကလည်းတိုက်တွန်းနေဒီအာဆီယံကတိုက်တွန်းနေအင်ဒိုနီးရှားကလည်းစ조사နေပြီ quad country ကလည်းတိုက်တွန်းနေပြီအိန္ဒိယဘယ်နိုင်ငံကိုပြောအကုန်လုံးကဒီတွဲဆုံဆွေးနွေးလမ်းကြောင်းပေါ်ပဲသွားဖို့တိုက်တွန်းနေပြီဆိုတဲ့အချိန်မှာဘသူရဲ့သဘောထားတင်းမာပြီဘသူရဲ့သဘောထားပျော့ပြောင်းတယ်လဲဆိုတာကိုပြည်သူလူထုကစဉ်းစားကြဖြစ်ပြီခင်ဗျာပြည်သူလူထုကစဉ်းစားမယ်ဟုတ်ပြီဒါတော့တိုက်တွန်းနေကြတဲ့ကဟုတ်ပြီငါတို့လည်းငြိမ်းချမ်းရေးလိုချင်နေတာငါတို့လည်းငြိမ်းချမ်းနေချင်နေပြီတနက်တန်တွေမကြားချင်တော့ဘူးငါတို့တွေကိုတနက်နဲ့ချင်းချောက်တဲ့ဟာတွေကိုငါတို့မကြောက်မကြားချင်တော့ဘူးမင်းဗဇက်နဲ့ချင်းချောက်တော့ကြောက်နေတာတနက်နဲ့ချင်းချောက်တော့ပိုးကြောက်ရတာပေါ့ကွာဆိုတာမျိုးပြည်သူလူထုကဒုက္ခတွေဖြစ်နေတဲ့အချိန်မှာဟုတ်ပြီတတိုင်းပြည်လုံးတစ်ကမ္ဘာလုံးကလည်းတိုက်တွန်းနေတဲ့အချိန်မှာဘသူတွေကသဘောထားတင်းမာနေရပဲလေဘသူတွေကမဖြစ်နိုင်တာတွေတောင်းဆိုနေတယ်လဲဆိုတော့မေခွန်းအဲ့ဒါကိုပြည်သူလူထုကမေးရမှာသိအောင်လုပ်ရမှာအဲ့တော့မသိရင်ကျွန်တော်တို့ခုပြောပြမယ်ခင်ဗျားတို့ကျွန်တော်တို့ပြတာဟုတ်မဟုတ်ဘူးကိုယ့်အကိုလိုက်ပြီးတော့လေ့လာကြည့်အောင်တစ်ချက်ဒီလိုမျိုးအားလုံးပါဝင်တဲ့တွဆုံဆွေးနွေးလုပ်ဖို့ကိစ္စကိုမြန်မာအစိုးရကသဘောထားတင်းမာစွာရှိနေသလားလို့မေးဒီနေ့ဒီချိန်ဒီမြန်မာအစိုးရရဲ့ထုတ်ပြန်ချက်တွေအားလုံးပြန်ကြည့်လိုက်သဘောထားတင်းမာမှုတစ်ခုမှမရှိဘူးမြန်မာအစိုးရထုတ်ပြန်ချက်အားလုံးမှာရှင်းရှင်းလေးအားလုံးပါဝင်တဲ့တွဆုံဆွေးနွေးရေးကိုလက်ခံတယ်အဲ့အားလုံးပါဝင်နေဆိုတာကနာမည်တက်ပြီးဘယ်သူပါမှဆိုတဲ့စကားလုံးတော့သုံးလို့မရဘူးအားလုံးပါဝင်နေဆိုတာသက်ဆိုင်သူတွေအားလုံးပါဝင်ရမယ်ဟုတ်ပြီသက်ဆိုင်သူအားလုံးဆိုတာကတနက်ကင်ပြီးတိုက်နေကြတဲ့အဖွဲ့တွေလည်းပါတယ်နိုင်ငံရေးတွေတိုက်နေကြတဲ့အဖွဲ့တွေလည်းပါတယ်အကုန်ပါတယ်ဒါပေမဲ့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးတွေဖြေရှင်းရမယ်နိုင်ငံရေးတွေတိုက်နေရတဲ့သူတွေချင်းမှာနိုင်ငံရေးစကားပြောရမယ်ဒါပေမဲ့အဲ့ဒီမှာအားလုံးကပြောမယ်ဒေါအောင်ဆန်းစုကြည်ပါမရမယ်ဆိုတဲ့စကားလုံးတော့လာပြီးကောက်ချက်ဆွဲလို့မရဘူးဘာလို့ဒေါအောင်ဆန်းစုကြည်ကနိုင်ငံရေးအမှုနဲ့ဟိုထောင်ကျနေတာမဟုတ်ဘူးသူ့အမှုတွေကနိုင်ငံရေးအမှုမဟုတ်ဘူးနိုင်ငံတော်လျှို့ဝှက်ချက်အဥပဒေချိုးဖောက်မှုတွေဆက်သွယ်ရေးနည်းဥပဒေတွေနောက်တစ်ခါဘာလဲဆိုတော့ဒီအဂရိမှုတွေဒီလိုအမှုတွေနဲ့သူကဆွဲခံထားရတာအဲ့လိုဆွဲခံထားရတာဖြစ်တဲ့အခါကျတော့အဲ့ဒီအမှုကနိုင်ငံရေးမှုမဟုတ်ဘူးနိုင်ငံရေးသဘောကိုလည်းမှုကြောင့်ကြားတယ်ထောင်ကျတဲ့အမှုမဟုတ်ဘူးအဲ့တော့မတူတဲ့အခါကျတော့နိုင်ငံရေးသဘောကိုလည်းမှုတော့ရှိခဲ့တယ်ဗျာဒါပေမဲ့နိုင်ငံရေးသဘောကိုလည်းမှုကြောင့်ကြားတဲ့အမိန့်တွေထောင်ကျတဲ့အမိန့်တွေမဟုတ်ဘူးသူကနိုင်ငံတော်လျှို့ဝှက်ချက်အဥပဒေတို့ခုနဒီဆက်သွယ်ရေးဥပဒေတို့နောက်တစ်ခါဒီဘယ်လဲအချင်းပြတ်ခြားစားလက်ပေးလက်ယူတို့နော်အလွဲသုံးစားလုပ်မှုတွေဒါတွေနဲ့ညှိနေတာသူဟာကြီးအဲ့တော့အဲ့ဒါညှိဖြစ်တယ်သူ့ကိုထည့်စဉ်းစားလို့ရသလားမေးရင်ကာလတစ်ခုကြောင့်ရရမယ်ခုစဉ်းစားဖို့ကတော့ထည့်စဉ်းစားရမလို့သေးဘူးဒါပေမဲ့ဘယ်လိုလဲဆွေးနွေးရမလဲအခု EAO တွေနဲ့ဆွေးနွေးရမယ် EAO တွေနော်ဟိုဘာလဲဆိုတော့မင်းသားမျက်နှာပုံးဆွတ်ထားတဲ့ဘလူးတွေပေါ့ဗျာ EAO တွေအဲ့ဒီအုပ်စုတွေနဲ့ဒီအစိုးရဆွေးနွေးရမယ်